အားလုံးပဲမင်္ဂလာပါရှင်။ငှက်ကာတွန်း channel ကနေကြိုဆိုလိုက်ပါတယ်။ဒီ channel လေးကတော့စိတ်ဝင်စားစရာငှက်ကာတွန်းပုံမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေထပ်နိုင်သိရှိနိုင်အောင်လေးဘေးနား notification လောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။နှက်ခမ်းနီရောင်နဲ့ငှက်မလေးပါနူဟာသူ့ကလေးတွေရဲ့စားဝတ်နေရေးအတွက်တောအုပ်ထဲမှာနှက်ခမ်းနီပန်ရောင်ပြီးဝင်ငွေရှာပါတယ်။ဘာနူဟာသူ့ချင်းတောင်းထဲမှာနှက်ခမ်းနီတွေအများကြီးထည့်ပြီးတောအုပ်တဲကိုဘက်ကအော်ပြီးတော့နှက်ခမ်းနီရောင်လေးရှိပါတယ်။နှက်ခမ်းနီလေးတွေဝယ်ကြပါအောင်။အရန်လာပြီး quality ကောင်းတဲ့နှက်ခမ်းနီလေးတွေနော်။တခါလိမ့်ပြရနဲ့တော်ရုံနဲ့ပြတ်မှာမဟုတ်ဘူး။နှက်ခမ်းလေးကအနီရောင်လေးတန်ပြီးလှနေမှာနော်။နှက်ခမ်းနီလေးတွေဝယ်ကြပါအောင်။အဲ့ဒီတောအုပ်ထဲမှာပဲကိုကြီးကအလှကုန်ပစ္စည်းဆိုင်ဖွင့်ထားပါတယ်။အဲ့ဒါတောင်ကိုကြီးကရာနို့အရန်မနာလို့ဖြစ်နေပါတယ်။ဒီမှာစီးရဲသားငှက်မနေ့ရက်တောင်ယူပြီးဒီကနေလက်လိုက်တော့ငါးဆိုင်ရှိကနေဖြတ်မသွားနဲ့အမရဲ့ကျမရဲ့အလုပ်ကိုကျမလုပ်နေရပါအမလည်းအမရဲ့အလုပ်ကိုလုပ်ပါအမကျမဘာသာအလုပ်လုပ်နေအောင်ဘာလို့တားနေရလဲအဲဒီခါမှာတော့ကိုကြီးလည်းဒေါသထွက်သွားပြီးရာနိုရဲ့နှက်ခမ်းနီထဲထားချင်းတောင်ယူပြီးအဝင်းကိုလွှင့်ပစ်လိုက်ပါရာနိုရဲ့နှက်ခမ်းနီတွေလည်းကျိုးပဲ့ကုန်ပါကိုကြီးနေဒါဘလို့လုံးလိုက်တာလဲနေကငါရဲ့နှက်ခမ်းနီတွေအကောင်လုံးဖြတ်စည်းပစ်လိုက်ပြီအခုငါကလေးတွေကိုဘယ်ရောက်ဝင်ဝင်နဲ့ရှာကျွေးရတော့မှာလဲငါကလေးတွေဘာတွေသွားစားရတော့မှာလဲငါအိမ်ကိုဘာယူပြီးပြန်သွားရမှာလဲကိုကြီးလည်းရှိမောပြီးသူ့ဆိုင်နဲ့ပြန်ဝင်သွားပါတယ်ရာနိုလည်းစိတ်မကောင်းဖြစ်ပြီးစိတ်ပူနေပါတယ်သူမအိမ်ပြန်ရမယ့်အစားတောင်တန်းတွေဘက်ကိုထွက်သွားပါတယ်တစ်ပင်တစ်ပင်အောက်မှာထိုင်ပြီးငိုနေရှာပါတယ်ငါအလုပ်ကလေးအစီအပြေနေအဲ့ကြီးကမ်းမှာငမဲရအကုန်လုံးဖြက်စီးပြစ်လိုက်တယ်အခုငါဘာဆက်လုပ်ရတော့မလဲငါစီမှာတခြားဘာအလုံးမှလည်းမရှိဘူးရာနိုးငိုနေရမြင်တော့တောအုပ်တဲကအလှစော်နှက်သမီးလေးကရာနိုးစီကိုရောက်လာပါတယ်ရာနိုးနေဘာစိတ်ညစ်နေရလဲနှက်သမီးလေးရေကိုကြီးကကျမရဲ့နှက်ခမ်းနီတွေဖြက်စီးပြစ်လိုက်တယ်ကျမနှက်ခမ်းနီလေးတွေရောင်းပြီးကျမရဲ့ကလေးတွေရှာကျွေးနေရပါကျမရဲ့ကလေးတွေကအိမ်မှာစားလောင်စွာနဲ့ထိုင်ဆောင်နေကြတယ်ကျမစီမှာကလေးတွေကြွေးဖို့ဘာမှမရှိဘူးရာနိုးနေရဲ့နှက်ခမ်းနီတွေအရင်ကတည်းကပိုရောင်းကောင်းအောင်ငါပစ္စည်းတစ်ခုပေးမယ်အဲဒီနောက်မှာတော့နှက်သမီးလေးကရာနိုးကိုမှော်ပေါက်တစ်ခုပေးလိုက်ပါတယ်ရာနိုးကြီးဒီမှော်ပေါက်ထဲမှာမှော်နှက်ခမ်းနီတွေရှိတယ်ဒီနှက်ခမ်းနီတွေကိုဝယ်တဲ့ဘယ်ငှက်မဆိုအရန်သဘောကျကြမှာသူတို့ကနောက်တစ်ခါလဲထပ်ပြီးနေ့စီကိုလာဝဲကြမှာအဲလိုပြောပြီးတော့နှက်သမီးလေးကပျောက်ကွယ်သွားပါတယ်နောက်တစ်နေ့ရာနိုးနှက်ခမ်းနီသွားရောက်တဲ့အခါမှာတော့သူ့နှက်ခမ်းနီတွေကိုလာဝဲတဲ့သူတွေအုံနေပါတယ်ဆိုနီလူစီဘူဘူနေနာသူတို့အားလုံးကုန်းလှည့်ကိုရောက်ဖို့စောင့်နေကြပါတယ်ရာနိုးနေရဲ့ဒီနှက်ခမ်းနီကမှော်နှက်ခမ်းနီကြနေရပဲအဲ့နှက်ခမ်းနီကိုစိုးလိုက်တာနဲ့ငါ့နှုတ်သီးကအရင်ကထပ်ပိုးလာသွားတယ်ခဏလေးအတွင်းမှာပဲရာနိုးရဲ့နှက်ခမ်းနီတွေအကုန်ရောင်းကုန်သွားပါတယ်အဲ့ဒါမြင်တော့သူမလည်းအရန်ကိုစိတ်တူသွားပါတယ်သူမအဲ့လျှို့ဝှက်ချက်ကိုသိအောင်ကြိုးစားပါတယ်မေအရင်ကအိမ်ပြန်နောက်ကြရင်နော်နောက်ပြီးအခုတော့နှက်ခမ်းနီတွေကအဲ့လောက်မြင်ဘယ်လိုရောင်းကုန်သွားရလဲသမီးလေးရေနှက်သမီးလေးကအမေကိုမှော်ပေါက်လေးပေးထားတာအဲ့ထဲမှာမှော်နှက်ခမ်းနီတွေရှိတယ်အားလုံးကအဲ့မှော်နှက်ခမ်းနီတွေအရန်သဘောကျကြတာငှက်တွေအားလုံးကနှက်ခမ်းနီတွေမြန်လာဝဲကြတာရာနိုးတို့သားမိအချင်းချင်းစကားပြောနေကြတဲ့အချိန်မှာသူတို့ရဲ့အိမ်ရှိမှာကိုကြီးကထိုင်ပြီးသူတို့ရဲ့စကားတွေနားထောင်နေပါတယ်ငါရာနိုးရဲ့မှော်နှက်ခမ်းနီတွေရှိရဲ့အဲ့မှော်ပေါက်ကိုခိုးရမယ်အိမ်ပြန်ရောက်တာနဲ့ကိုကြီးကသူ့ယောက်ျားကာလူကိုအခုလိုပြောလိုက်ပါတယ်ကာလူနေရာနိုးရဲ့မှော်ပေါက်ကိုမခိုးမချင်းငါအလုပ်စင်ပြေမှာမဟုတ်ဘူးဘလို့ပဲဖြစ်ဖြစ်ငါရာနိုးရဲ့အဲ့မှော်ပေါက်ကိုလိုချင်တယ်စိတ်မပူပါနဲ့ကိုကြီးဒီတော့အုပ်ထဲမှာငါထက်ကြီးရဲ့တကူမရှိပါငါဒီညပဲရာနိုးရဲ့အဲ့မှော်နှက်ခမ်းနီပေါက်ကိုခိုးလာခဲ့ပြီတင်းငယ်မာကြီးကကိုကြီးရဲ့ဆောင်ရှောင်းလာပါတယ်ကိုကြီးလည်းသူ့ကိုမှော်နှက်ခမ်းနီပြလိုက်ပါတယ်အမမာဟီဒီနှက်ခမ်းနီကအရန်ကောင်းပါတယ်ဒါလေးကိုလိမ့်လိုက်တာနဲ့အမရဲ့နှက်ခမ်းနီကရေးရေးလေးဖြစ်သွားမှာအမအမြင်သူတိုင်းသဘောကျကြမှာဟုတ်လားကိုကြီးငါအဲ့လိုနှက်ခမ်းနီမျိုးပဲရှာနေရအိမ်ရောက်တော့မာဟီကအဲ့နှက်ခမ်းနီကိုစိုးလိုက်ပါတယ်နှက်သမီးရဲ့အစွမ်းကြောင့်မာဟီရဲ့နှုတ်သီးကရှည်ထွက်လာပါတယ်မာဟီလည်းကြောက်သွားပါတယ်အမလီဒါဘာရီဖြစ်ကုန်တာလေနှက်ခမ်းနီကိုစိုးလိုက်တာနဲ့နှုတ်သီးကဘလို့လို့ရှည်ထွက်လာလဲအဲ့ကိုကြီးကငါ့ကိုဂျင်းထဲလိုက်တာပဲငါအဲ့ကိုကြီးလုံးဝအလွတ်မပေးဘူးငါအဲ့ကိုကြီးအခုသွားမိမယ်ကိုကြီးနဲ့ကာလူထိုင်ပြီးပတ်စံတွေရင်းနေပြီးအယမ်းပြုံနေကြပါတယ်အကိုကာလူရေ
ဒီနေ့တော့နှကန်းတွေအများကြီးရောက်လိုက်ရဒီနေ့တော့အမျက်တွေအများကြီးရလိုက်တယ်အဲ့ဒီချိန်မှာသိန်းငတ်မာကြီးကရောက်လာပါပြီးတော့သူ့နှုတ်ဒီနဲ့ကိုကြီးနဲ့ကာလို့ထိုးစိတ်ပါအရှက်မရှိတဲ့ဟာမှကြည်စမ်းနင်းနှကန်းတွေကိုစိုးပြီးရနဲ့ငါနှုတ်ဒီရှေ့ထွက်လာတာငါနှုတ်ဒီအရင်လိုပြန်မသေးမချင်းငါနေတို့ရိုက်တက်အောင်ပါပဲအမကြီးကျမတို့လွတ်ပါကျမလွတ်ပေးပါဒါတွေဘလို့ဖြစ်သွားလဲဆိုတာကျမမသိပါဘူးအဲ့ဒါရာနိုးစီမှာရှိရဲ့နှကန်းကြီးပါဟုတ်တယ်မကြီးကျွန်တော်ဒီနှကန်းကြီးကိုရာနိုးစီကနေခိုးလာတာပါနတ်သမီးလေးကအဲ့ဒီကိုရောက်လာပြီးသိန်းငယ်ရဲ့နှုတ်တီကိုအစွမ်းနဲ့ပြန်တည်အောင်လှုပ်ပေးလိုက်ပါသိန်းငယ်နင်းပြန်လို့ရပါပြီဘာလို့လဲဆိုတော့ကြီးကန်းတွေသူတို့အမှားအတွက်အပြစ်ပေးခံရပြီးပါပြီသိန်းငယ်လည်းအဲ့ဒီကနေပြန်သွားပါတယ်ကာလူကိုကြီးနေတို့ရဲ့စိတ်ထဲမှာလောဘနဲ့မနာလိုစိတ်တွေရှင်သန်နေသည်နေတို့အမြဲတမ်းအရိုက်နဲ့ခံရလိမ့်မယ်အဲ့ဒါကြောင့်မကောင်းတဲ့အလုပ်တွေစွန့်လွတ်ပြီးအမြဲကောင်းတဲ့အလုပ်တွေရွေးလုပ်တာအကောင်းဆုံးဖြစ်မှာပါအဲ့လိုပြောပြီးတော့နတ်သမီးလေးလည်းပျောက်ကွယ်သွားပါတယ်ကာလူနဲ့ကိုကြီးလည်းငိုနေပါတယ်မောင်နှမတန်ရောစဉ်ငယ်ရွယ်သေးတဲ့မောင်နှမလေးတွေဟာကိစ္စသေးသေးလေးတွေနဲ့လည်းစကားများရန်ဖြစ်တတ်ကြပါတယ်အဲ့လိုရန်ဖြစ်လို့သူတို့ကြားမှာချစ်ချင်းမြတ်တာမရှိဘူးဆိုတာမဟုတ်ပါဘူးနော်မောင်နှမတွေဆိုတာတယောက်ပေါ်တယောက်အသက်ပေးပြီးတော့ချစ်ကြပါတယ်ဂူရီယာနဲ့ကူကူတို့မောင်နှမသူတို့အမေကြီးကနေပတ်စံယူပြီးမုံဝယ်ဖို့စောင့်သွားပါတယ်မောင်နှမနှစ်ယောက်လည်းဦးလေးခုံငယ်ရဲ့ဆိုင်မှာသွားထိုင်ပါတယ်မောင်လေးကူကူငါပတ်စံနဲ့မုတ်စားမှာငါအာလူးကြော်ယူမယ်ငါပတ်စံနဲ့အာလူးကြော်ဝယ်မယ်ကူကူအမေကအာလူးကြော်မစားဖို့မှားထားတယ်လေမောင်လေးလည်းမုတ်ချိုတစ်ခုယူလိုက်ပါဦးလေးခုံငယ်ဆိုင်ကမုတ်ချိုတွေကတန်ရှင်းပြီးအရသာရှိတယ်ငါအာလူးကြော်ပဲယူမှာကူကူကကောင်းပါပါသူကကိုရီးယားရဲ့စကားနားမထောင်ပဲသူ့စိတ်တိုင်းကြအာလူးကြော်ဝဲလိုက်ပါကိုရီးယားလည်းသူ့ပစံနဲ့မုတ်တစ်ခုဝဲလိုက်ပါငါတို့ရဲ့မုတ်တွေရေတကွန်မှာသွားစားကြမယ်အဲ့မှာငါတငယ်ချင်းလိပ်ပြားကြီးလည်းရှိကြမှာသူတို့နဲ့လည်းကစားကြမယ်ဟုတ်ပြီအရန်ဖြော်ဖို့ကောင်းပါပဲမောင်နှမနှစ်ယောက်လည်းရေတကွန်စီကိုသွားကြပါကူကူလည်းသူ့အာလူးကြော်ထုတ်ကိုဖောက်ပြီးစားပါကူကူရဲ့အာလူးကြော်ကအရသာမရှိပါဘူးစားလေကူကူဘာလို့ရက်သွားလဲဒီအာလူးကြော်ကလုံးဝစားမကောင်းငါလည်းမဟုတ်ပဲစားတော့မယ်နေလည်းနေပစံနဲ့နေမဟုတ်ပဲဝယ်ပါလို့ငါပြောခဲ့ရင်မလားရော့ငါစီကနေမုတ်တစ်ဝက်ယူလိုက်ငါမုတ်တစ်ခုလုံးယူမှာနေဒီအာလူးကြော်စားလိုက်ငါဘာလို့စားရမှာလဲနေဝယ်ထားလေနေအာလူးကြော်ဆက်စားမယ်ဆိုရင်လည်းစားမဟုတ်ရင်ငါမုတ်တစ်ဝက်ပဲပေးမှာကိုရီးယားလည်းမုတ်ဆစားပါခွေးမမမကိုရီးယားခွေးမကြီးနေရအမြဲတမ်းငါ့ကိုအဲ့လိုဆဲနေရနေထပ်ပြောရင်ငါနေကိုရိုက်တော့မှာနော်အေးခွေးမကိုရီးယားလည်းစိတ်တိုသွားပါကိုရီးယားလည်းကူကူကိုတစ်ချက်ရိုက်လိုက်ပါနေငါ့ကိုရိုက်တယ်လို့အမေကိုတိုင်မေးအေးပြောပြလိုက်လေအမနေငါ့ကိုခွေးမလို့မခေါ်ဘူးအမေကလည်းပြောထားတယ်ငါလည်းပြန်တိုင်ကူကူလည်းဒေါသထွက်ပြီးအဲဒီကနေပြန်သွားပါကိုရီးယားလည်းသူ့နောက်ကနေလိုက်ပြန်လာပါကူကူလည်းမြင်ပြန်ပြီးတောင်တန်းတွေဘက်ကိုထွက်သွားပါအမလီငါကန်လည်းကောင်းလိုက်တာဒီနေ့တော့သားကောင်ကကိုယ်တိုင်ငါစီလာနေရပဲအသားနုနုလေးစားရတော့မယ်သိန်းငယ်လည်းမြန်ကူကူကိုဖမ်းလိုက်ပါကဲပါဦးကိုရီးယားမမကိုရီးယားရေငါ့ကိုကဲပါဦးငါ့ကိုသိန်းငယ်ဖမ်းထားတယ်ငါ့ကိုကဲပါဦးကိုရီးယားလည်းသူတို့နောက်ကိုလိုက်နေပါအဲ့ဒါကြောင့်ကိုရီးယားလည်းသူတို့စီကိုရောက်လာပါငမိုင်းမအန်တီငါမောင်လေးလွတ်ပေးပါငါတို့အသားခွင့်ပေးနင်ဒီကနေထွက်သွားလိုက်တော့မဟုတ်ရင်ငါနင့်ကိုပါဖမ်းပြီးတော့စားပစ်လိုက်မယ်အန်တီသမီးကိုဖမ်းလိုက်ဒါပေမဲ့သမီးရဲ့မောင်လေးလွတ်ပေးပါမလွတ်ပေးဘူးကိုရီးယားလည်းရှေ့တိုးလာပြီးသိန်းကန်းနဲ့တိုက်ခိုက်ပါကိုရီးယားလည်းမြန်လာပြီးသိန်းကန်းရဲ့မျက်လုံးနှုတ်သီးနဲ့ထိုးဆိုင်ပြီးပြန်ပြေးသွားပါငါ့ကိုမျက်ကန်းပြအောင်လုပ်ဖို့လားဒီငှက်မှာအယမ်းမြန်တာပဲသိန်းကန်းလည်းကိုရီးယားစီကိုအာရုံပြောင်းသွားပါကူကူလည်းအဲ့ကနေအဝေးကြီးကိုထွက်ပြေးသွားပါကိုရီးယားလည်းသူ့မောင်လေးနောက်ကနေလိုက်သွားပါမောင်နှမနှစ်ယောက်လည်းဘေးကင်းကင်းနဲ့အိမ်ပြန်ရောက်လာကြပါကလေးတို့ဘာလို့မောနေကြရလဲမမေတောင်းအောင်အန်တီသိန်းကဖမ်းလိုက်တာမမကိုရီးယားခက်ခဲနဲ့တောင်းအောင်ကယ်ပေးခဲ့တာတောင်းကဘာလို့သိန်းနဲ့မြေထဲသွားတာလဲပြောပြလိုက်လေအကြောင်းစုံအမေကိုပြောပြလိုက်နေမဲပြောပြလိုက်တော့အမေတမီကူကူကိုအာလူးကြော်မယူဖို့တားတယ်အဲ့ဒါကို तू အာလူးကြော်ယူပြီးနောက်မှတမီစီကမုတ်ကိုတောင်းတယ်တမီလည်းမုတ်တစ်ဝက်ပေးလိုက်တယ်တခုလုံးယူမယ်ဆိုပြီးစိတ်တူသွားတယ်ကူကူကိုရီးယားတောင်းအောင်မကြောက်မရွံ့ကဲတင်ပေးခဲ့လို့ပေါ့
မဟုတ်ရင်ဒါသိန်းငယ်ကြီးနားထိုင်ပြီးမုတ်စားနေရလိမ့်မယ်မမေရဲ့တားမှန်ပါရဲ့ဒီနေ့ကစပြီးမမရဲ့စကားအမြဲနားထောင်ပါမယ်မောင်နှမနှစ်ယောက်လည်းဝမ်းသာသွားကြပါတယ်နောက်တစ်နေ့မှာတော့ကူကူကကိုရီးယားနဲ့အတူတောဟိုတယ်ကိုသွားတော့ကူကူကကိုရီးယားရဲ့စကားတိုင်းကိုနားထောင်ပါတယ်ကူကူငါနေ့ကိုငါတငယ်ချင်းလိပ်ပြဆူနီသားနဲ့မိတ်ဆက်ပေးမယ်မောင်နှမနှစ်ယောက်လည်းလိပ်ပြမလေးဆူနီသားတို့အိမ်စီသွားကြပါတယ်ကိုရီးယားကို့အသက်ကိုမငဲ့ပေးမောင်လေးရဲ့အသက်ကိုကယ်တင်ပေးခဲ့ပါတယ်အဲ့ဒါကြောင့်အမတွေကသူတို့ရဲ့မောင်လေးအရန်ချစ်ကြပါတယ်မောင်လေးတွေကလည်းအမတွေအရန်ချစ်ပြီးမစားနောက်ရဘူးဘာလို့လဲဆိုတော့တိတ်ငယ်ကြီးရောက်လာအမပဲကယ်ပေးရတာဖြစ်လို့ပါအခုလိုမျိုးစိတ်ဝင်စားစရာငှက်ကာတွန်းပုံမြင်လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါတယ်ရှင်